ပဲမင်္ဂလာပါအကြဖက်စစ်ကောင်စီကအတူအယောင်ရွေးကောက်ပွဲကိုလုပ်ပြီးမှသူတို့ဒီ legitimacy ရဖို့ကိုကြိုးစားနေပါတယ်အဲ့ဒါကိုကျွန်တော်မှနိုင်ငံတကာဆံမျက်နှာမှာကျွန်တော်တို့ဒီသူ့ကို discredit လုပ်ကိုလုံးမှဖြစ်မှနေတာဖြစ်ပါတယ်ဒါကြောင့်မလို့ချစ်တော်ပြည်သူလူထုအပေါင်းတို့ခင်ဗျာအထုတစ်ဖိကျွန်တော်ဒေါ်လာပြည်သူများအားလုံး True Choice မြန်မာဒီအဲ့ဒီမှာမဲပိတ်တဲ့အချက်လက်ဒီအားလုံးကိုကျွန်တော်အနေနဲ့နိုင်ငံတကာကိုတစ်ခုပြီးတစ်ခုချပြမှာဖြစ်ပါတယ်လွှတ်တော်တွေအစိုးရတွေကိုလည်းနိုင်ငံတကာမှာရှိတဲ့အဖွဲ့အစည်းတွေကိုလည်းကျွန်တော်တို့ဒီပြည်သူတွေကပေးတော်စာဒအကိုကျွန်တော်တို့ဒီချပြမှာဖြစ်ပါတယ်နိုင်ငံတကာမှာကျွန်တော်တို့တွားနေတဲ့အခါမှာမိခုတွေအများကြီးမေးပါတယ်အဲ့ဒီမိခုတွေကဘာလဲဆိုတော့မြန်မာပြည်သူတွေရဲ့အတန်ကိုနိုင်ငံတကာကိုချက်ပြပါဆိုတဲ့ဥစ္စာဖြစ်တယ်ထိုကဲ့သို့ချက်ပြတဲ့အခါမှာလဲကျွန်တော်တို့ဒီ data နဲ့ချက်ပြဖို့လိုလာတယ်အချက်အလက်နဲ့ချက်ပြဖို့လိုလာတယ်ဥပမာတစ်ခုပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီပြည်သူ့စာတခံယူပွဲမှာတစ်ခုပါတာကတော့2025အတူရရွေးကောက်ပွဲဒီ free and fair ဟုတ်လားမဟုတ်ဘူးလားဆိုတဲ့မိခိုးပေါ့ yes or no ပေါ့အဲ့ဒါကိုပြည်သူတွေကမဲပိတ်ပြီးမှ2025ရွေးကောက်ပွဲဒီအတူရရွေးကောက်ပွဲဒီ free and fair မဟုတ်ကြောင်းပြည်သူတွေရဲ့အတန်ကိုအချက်လက်နဲ့တကွ True Choice မြန်မာကနေပြီးမှကျွန်တော်တို့ဒီဒါကိုနိုင်ငံတကာကိုချပြရမှာဖြစ်ပါတယ်ပေးထားတော့ရဲ့နဲ့ကတထားတဲ့အခြေအတော့တွေးမှာကျွန်တော်တို့ဒီ True Choice မြန်မာမှာအားလုံးပါဝင်ပေးချဖို့ရအတွက် www.truechoicemyanmar.org မဲပေးချဖို့ရအတွက်အားလုံးကိုမေတ္တာခါပါတယ်ကျေးဇူးပါ